ဒီနေ့မှာတော့ဒီ robot လေးကိုဘယ်လိုပစ္စည်းတွေအသုံးပြုပြီးတော့ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်လက်တွေ့လုပ်ပြရင်းနဲ့ပြောပြပေးသွားပါမယ်ဒီ robot လေးကတော့ auto robot လို့ခေါ်ပါတယ် Arduino programming နဲ့ရေးသားထားပြီးတော့ Arduino project တွေထဲကနာမည်ကြီးလူသိများတဲ့ project တစ်ခုလည်းဖြစ်ပါတယ်ကဲစလိုက်ကြမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့က body ကို 3D printer နဲ့ထုတ်ရပါမယ်အခုဆိုရင် body တစ်ခုလုံးကို 3D printer နဲ့ထုတ်လုပ်ပြီးသွားပါပြီပြီးရင်ခြေထောက်လေးတွေလှုပ်ရှားနိုင်ဖို့အတွက်စာပိုမော်တာ၄လုံးလိုအပ်ပါမယ်ဒါကတော့ Arduino Nano လို့ခေါ်ပါတယ်ဒါကတော့ Arduino နဲ့တွဲသုံးမဲ့ expansion board လို့ခေါ်မလားအကောင်လေးတစ်ခုလိုအပ်မယ်ပြီးတော့အတားအဆီးတွေတွေ့ရင်ချောင်ဖို့အတွက် ultrasonic sensor တစ်ခုလိုအပ်မယ် female to female jammer wire တွေလည်းလိုအပ်မယ်ကဲပစ္စည်းတွေလည်းဆိုပြီးဆိုတော့စပြီးတော့တက်ဆင်မယ်ခြေထောက်တစ်ဖက်စီအတွက်စာပိုမော်တာတစ်လုံးတက်ဆင်ရပါမယ်နောက်တဲ့စာပိုမော်တာနှလုံးအတွက်ကြတော့ဒီ body တွေကိုထည့်သွင်းပေးရပါမယ်ဆိုတော့ခြေထောက်တစ်ဖက်ကိုစာပိုမော်တာနှလုံးဖြစ်သွားမယ်ပေါ့နော်ပြီးရင်ခြေထောက်လေးတွေကိုစာပိုမော်တာမှာလာပြီးတော့တက်ဆင်ရပါမယ်ပြီးရင်စောစောလေးကခြေဖွားလေးတွေကိုဒီခြေထောက်မှာလာပြီးတော့တက်ဆင်ရပါမယ်ပြီးရင်တော့ဒီ Arduino မှာပါတဲ့ pin နံပါတ်တွေကိုမှန်မှန်ကန်ကန်ထိုးဖို့လိုအပ်ပါတယ်မှားထုံမိရင်တော့ program ကအလုံးလုံးမှာမဟုတ်ပါဘူးပုံမှာပြထားတဲ့အတိုင်းမှန်မှန်ကန်ကန်ထိုးရပါမယ်အနည်းအနက်မှားထုံမိရင်တော့နောက်ထပ်အသက်သာပြေးဝဲလိုက်ပါတော့နော်ultrasonic sensor ကိုလည်းပုံမှာပြထားတဲ့အတိုင်းမှန်မှန်ကန်ကန်ထိုးရပါမယ်အကုန်တက်ဆင်လို့ပြီးသွားရင် body တွေကိုထည့်မယ်အကုန်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ program ထည့်ရမယ်အပိုင်းရောက်လာပြီပေါ့နော် Arduino ဝယ်တဲ့အခါမှာဒီ cable ကြိုးလေးကတစ်ခါတည်းပါလာပြီးသားပါဒီကောင်ကို laptop နဲ့ချိန်ပြီးတော့ program ထည့်မှရတာပေါ့နော် program ရေးပြီးတော့ထည့်သွင်းမှုအတွက်ဆိုရင်ဒီ Arduino IDE ဆိုတဲ့ software တစ်ခုတော့တောင်းထားဖို့လိုအပ်ပါတယ်ကုတ်တွေကကိုယ်တိုင်ရေးထားတာလားဆိုတော့မဟုတ်ပါဘူးဒီကုတ်တွေက internet မှာအလွယ်တကူချလို့ရပါတယ်ဒါပေမဲ့သူ့အတွက်တည်တံ့ library တွေ down ရတာတော့နည်းနည်းအခက်အခဲရှိပါတယ် program ထည့်တော့မယ်ဆိုရင်ကျွန်တော်တို့တခုတတိထားရမှာကကိုသုံးတဲ့ Arduino က Nano လား Pro လား Uno လားဆိုတာကိုတေချာရွေးချယ်ပြီး app လုံးမှသာလျှင်ရပါမယ်ပေါ့နော်ကဲ program လည်းရေးသွင်းပြီးသွားပြီဆိုတော့ဘယ်လိုဖြစ်မလဲဆိုတာကိုအရင်စိတ်ဝင်စားနေပေါ့နော်ခြေထောက်လေးတွေစလုပ်ပြီးပေါ့နော်စောက်ချူနေချစ်စရာလေးဘယ်လိုလေးမှမသိဘူးပေါ့နော်ဟိုဘယ်လိုပြောမလဲကိုကောင်လေးနဲ့တူတယ်ပါတော့မီနီယန်လေးလားဗာလေးလေဝါကောင်လေးနှင်ပြောသေးချိတ်တဲ့ကောင်လေးရောက်ဒီပေါ်အေးအေးစစ်စစ်တက်ကသူ့ကိုကားခိုင်းလို့လည်းရတယ်လမ်းလျှောက်ခိုင်းလို့လည်းရတယ်ဒါပေမဲ့လမ်းလျှောက်ခိုင်းမှဆိုရင်တော့နောက်ထပ်ကုတ်တစ်မျိုးထည့်မှရမှာပေါ့နော်ကမယ်ဆိုရင်နောက်ထပ်ကုတ်တစ်မျိုးပြောင်းထည့်မှရမယ်လမ်းလျှောက်တာကကြတော့ဒီလိုလေးသူကနောက်လေးဆုပ်တယ်ရှေ့လေးသွားတယ်ပေါ့နော်သူရှေ့သွားတဲ့အခါမှာသူရှေ့မှာအတားအဆီးတစ်ခုတွေးခဲ့မယ်ဆိုရင်သူကနောက်ကိုပြန်ဆုပ်သွားတာနောက်ကိုပြန်ဆုပ်ပြီးတော့
ဘေးလေးနဲ့ရွှေ့ပြီးတော့ဆက်သွားတာပေါ့နော်အဲ့လိုမျိုးလေးဒီ robot လေးကိုလိုက်လို့ရှင်တဲ့သူတွေအတွက်တခုခုအခက်ခဲများရှိခဲ့ရင်လာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နော်